မြတ်စွာဘုရားဝိဒေဟတိုင်းမိထီလာမြို့ကမခါဒေဝသိရဲ့ဥယျာဉ်ကြီးထဲမှာသတင်းသုံးနေတဲ့အခိုက်ตายရတဲ့ညနေချမ်းအခါမှာသိရဲ့ဥယျာဉ်ကြီးထဲလှည့်လည်ကြည့်ရှုရင်းကနေပြီးတော့တဏှာရောက်တဲ့အခါမှာမြတ်စွာဘုရားဟာအတိတ်ဘဝစီသို့ရောက်ရှိသွားပြီးအဲ့ဒီနေရာလေးကိုကြည့်ပြီးတဲ့အခါမှာပြုံးတော်မူလိုက်တယ်မြတ်စွာဘုရားပြုံးတယ်ဆိုတာသွားပြားလေးပေါ်ယုံပြုံးတဲ့အပြုံးမျိုးသွားပြားလေးပြုံးပေါ်လို့ပြုံးလိုက်တဲ့အပြုံးလေးကိုရှင်အနန္ဒမထေရမြတ်ကတတိထားမိတယ်။ဘာကြောင့်တတိထားမိလဲဆိုရင်မြတ်စွာဘုရားပြုံးလိုက်ပြီဆိုရင်အမြဲတမ်းတန့်စင်ပြီးဖြူဖွေးနေတဲ့ဆွဲတော်ဘုရားကနေပြီးဖြူသောရောင်ခြည်တော်တွေကိုမျိုးထွက်ပေါ်လာတယ်ပေါ့။တေဥယျာဉ်ကတေပင်ကြီးတွေဟာစိတ်နေရာကနေပြီးတော့ဖွေးကနေဆိုတဲ့အယောင်ကိုတွေ့လိုက်ကြရတယ်။အဲ့ဒါနဲ့ရှင်အနန္ဒမထေရမြတ်ကမြတ်စွာဘုရားပြုံးတယ်ဆိုတာတတိထားမိပြီးတဏှာကိုကြည့်ပြီးတော့အတိတ်ဘဝစီသို့စိတ်ရောက်သွားပြီးပြုံးတဲ့အပြုံးဖြစ်လို့ပြုံးတော်မူခြင်းရဲ့အကြောင်းကိုရှင်အနန္ဒာကမေးမြန်းလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကအတိတ်သမိုင်းကြောင်းလေးတစ်ခုစတင်ပြီးတော့မိန့်ကြားတာဒီမဂ္ဂဒေဝဥယျာဉ်ကြီးထဲမှာပေါ့ငါဟာမဂ္ဂဒေဝမင်းဖြစ်ခဲ့တုန်းကဟောဒီနေရာမှာဌိနံစည်းစိမ်ကိုစွန့်ပြီးယသိယံပြုပြီးဒီနေရာမှာဇံပင်ရှင်တွေနဲ့ပျော်မွေ့ပြီးတော့နေခဲ့တာမဂ္ဂဒေဝမင်းလက်ထက်ကဇံပင်ရှင်နဲ့ပျော်မွေ့ပြီးတော့နေထိုင်တဲ့နေရာကဟောဒီနေရာလေးပဲလို့မြတ်စွာဘုရားအဲ့လိုမိတ်ကြားလိုက်တဲ့အခါမှာရဟန်းတော်တွေကအရှင်ဘုရားမဂ္ဂဒေဝမင်းဖြစ်စဉ်ကာလကနေထိုင်ခဲ့တယ်ဆိုတဲ့အကြောင်းတပည့်တော်မှသိပြရစီပါလို့ဆိုတဲ့အခါမှာဒီနေမိဇက်ကိုဟောတာဖြစ်တယ်အတိတ်ဘဝတုန်းကဒီတိုင်းရဲ့နာမည်ကလည်းဝိဒေဟတိုင်းမိထီလာမြို့အဲ့ဒီဝိရိယတိုင်းမိထီလာမြို့မှာမဂ္ဂဒေဝဆိုတဲ့ဘုရင်ကြီးဌိနံအုပ်ချုပ်မင်းလုပ်ခဲ့တယ်ပေါ့အဲ့ဒီတုန်းကလူတွေရဲ့အသက်တန်းဟာသိန်းချီပြီးတော့ရှည်တဲ့ကာလမျိုးဖြစ်တယ်ဒီနေ့ခေတ်လိုအလွန်တိုတဲ့ချိန်ခါမျိုးမဟုတ်ပဲနဲ့လူရဲ့အသက်ဟာ3 သိန်း 4 သိန်းဆိုတဲ့အတိုင်းအတာထိအောင်ရှည်လျားနေတဲ့ခေတ်ကာလမှာမဂ္ဂဒေဝမင်းဆိုတာပေါ်ပေါက်ခဲ့တာဖြစ်တယ်အဲ့မဂ္ဂဒေဝမင်းဟာလူလောကမှာမွေးဖွားလာတဲ့အခါမှာလူငယ်လူရွယ်ဘဝနဲ့နှစ်ပေါင်းက84,000လူငယ်ဘဝမှာအနှစ်84,000နေထိုင်ခဲ့ပြီသူရဲ့ခမည်းတော်ကအိမ်ရှိရာတူပေးလိုက်တော့အိမ်ရှိမင်းဘဝနဲ့က84,000တခါဘယင်ရဲ့ဘဝနဲ့ဌိနံအုပ်ချုပ်မင်းလုပ်ပြီးတော့နေတာက84,000လို့အဲ့ဒါလို့ဘယင်ဘဝနဲ့နှစ်ပေါင်း84,000ရောက်ရှိလာတဲ့အချိန်ခါမှာသူကသမုဒ္စိတ်ကိုပြုပြင်တဲ့စစ်တာတဲ့ကိုမှာကြားထားတယ်အေးငါဆံကိုသပင်ကိုဖိလိမ့်ပြင်ဆင်မုတ်စိတ်တွေတိတဲ့အချိန်မှာ
ခေါင်းပေါ်မှာဆံပြူပင်များတွေ့ရင်ငါ့ကိုပြောပါအဲ့လိုမှားထားတာမှားထားတော့ဆတ္တတွေကနှစ်ပေါင်းများစွာစောင့်ကြည့်တယ်နှစ်ပေါင်းများစွာစောင့်ကြည့်တော့ခေါင်းပေါ်မှာအတော်နဲ့ဆံပြူပင်တပင်မှမတွေ့ဘူးတကောင်လုံးဟာမဲနဲ့ပြီးတော့နေတရက်ကြတော့အနဲ့တွေကြားထဲကအဖြူကလေးတပင်သွားတွေ့တယ်ဖြူလေးတပင်သွားတွေ့တဲ့အခါကျတော့ရွှေမွှညက်နဲ့အဲ့ဒီသပင်ပြူလေးကိုနှုတ်ပြီးရှင်မင်းကြီးကောင်းမှသပင်ပြူလေးတွေ့နေပါပြီနှစ်ပေါင်းများစွာစောင့်ပြီးတော့ကြည်လာတယ်ချင်းသပင်ပြူလေးတွေ့လာပါပြီဆိုညက်ကလေးနဲ့နှုတ်ပြီးတော့သူ့လက်ဘွားထဲထည့်ပေးလိုက်တယ်အဲ့လိုထည့်ပေးလိုက်တဲ့အခါကျတော့မဂရိဝဘုရင်ကြီးဟာတံဝေကစိတ်တွေများစွာဖြစ်ပြီးချွေးပြိုက်ပြိုက်ကြလာတယ်သူဘာတွေးမိတော့ဆိုရင်အေးသမင်းသေမင်းကတော့ငါ့ကိုသတိပေးနေပြီငါဟာအိုမင်းရင်ရော်ပြီးသေဖို့ရနီးလာပြီဆိုတာကိုသေမင်းကလာပြီးတော့သူ့ကိုသတိပေးနေတယ်လို့ခုခေတ်လူတွေအဲ့ဒါဘယ်လိုပြောသေမင်းကတကားလာခောက်ပြီးခုကသူကတကားတင်ခောက်တာမဟုတ်ဘူးနှစ်ဖူးလာပြီးတော့ခေါင်းဝေါ်လာပြီးတော့အလံလွှားသွားပြီလို့ဆိုလို့တယ်ပေါ့အလံပြူလေးထိုးသွားငယ်ငယ်တော့ကအဖွားကြီးတွေဖျားရှိခိုးတာကြားရတယ်အိမ်မှာ30ကကျော်40ပေါ်တွင်ရှင်သေမင်းကအလံပြူလွှားခဲ့လေပြီအဲ့မဂရိဝမင်းကြတော့7400နော်လူငယ်ဘဝနဲ့7400နှစ်ပေါင်းအလွန်ကြာတော့မှသေမင်းကအလံပြူလာလွှမ်းတာဟိုသူ့ကြတော့နှစ်ပေါင်း2သိန်းကျော်3သိန်းလောက်ကြာမှခေါင်းပေါ်မှာအဖြူပင်လေးကလာပေါက်တာအဲ့ဒီမှာအလုံးကိုစိတ်ထဲမှာစိုးရွံ့ထိတ်လန့်သွားတယ်သို့တော့ခုခေတ်ကတော့သပင်ပြူတဖြူနဲ့ဘာမှကိစ္စမရှိသေးပါဘူးနော်ဒီကောင်းလုံးဖြူလဲဆေးဆိုးချလိုက်ရအဲ့တော့သူဟာစိတ်ထဲမှာကြောက်ရွံ့သွားပြီးတော့သေမင်းကငါ့ကိုလာပြီးတတိပေးနေပြီဆိုပြီးဘာပြောတော့ဆိုဥတ္တမင်ကရုဟာမရှံဣမေသာတာဝယောဟရဒေဝတုတပါတုဗုဒ္ဓပပိစ္ဆာသေသမယောမမငါကောင်းပေါ်မှာအရွယ်ရဲ့ကျော်လွန်လာပြီဆိုတာကိုဖော်ပြတဲ့သပင်ပြူတွေဟာပေါ်လာပြီတဲ့သပင်ပြူပေါ်လာခြင်းဟာငါ့ကိုတတိပေးတဲ့လားခေါ်မဲ့တမန်ဟာရောက်ရှိနေပြီပေါ့အခေါ်လွှတ်လိုက်ပြီသေမင်းကမင်းလာတော့ချိန်တန်ပြီဆိုပြီးတော့တမန်လွှတ်လိုက်တာ ਨੇ အတူတူပဲဒေဝတုတပါတုဗုဒ္ဓသေမင်းရဲ့တမန်တွေကငါစီရောက်လာပြီဒါကြောင့်မို့ငါဟာမေးလျော့နေလို့မဖြစ်တော့ဘူးပပိစ္ဆာသမယောမမသင်္ကန်းဝတ်မှာပဲဉာဏ်ဉာဏ်နဲ့ဘဝမှာထိနှံစီစဉ်ကိုလွှဲအပ်ပြီးတော့ယသိယဟန်ဘဝကူးပြောင်းလို့တရားဓမ္မကျင့်ရမယ်အနေအချိန်ရောက်လာပြီတော့အဲ့ဒီခေတ်ရဲ့ထုံတန်းစင်လားငယ်တုန်းကတော့ကာမဂုဏ်အာယုန်နေနဲ့နေပြီးတော့အသက်အရွယ်ကြီးမှတရားကျင့်ရတယ်ဆိုတာဟာဒီအစဉ်လာတစ်ခုရှိပုံရတယ်နော်နောက်ပိုင်းရောက်တဲ့အခါအဲ့လိုမဟုတ်ဘူးငယ်ငယ်ရွယ်နဲ့ပဲတရားကျင့်ရမယ်ဆိုတာဖြစ်လာအသက်တူတာကိုရှေးတုန်းကတော့အသက်ရှည်တဲ့အချိန်မှဆိုရင်တော့အေးငယ်တုန်းတော့စီဝါဥစ္စာရှာမယ်ပညာရှာမယ်ကောင်းကောင်းအာယုန်နဲ့နေထိုင်ပြီးအသက်ရွယ်ရလာပြီဆိုတဲ့အခါမှာသေမင်းကခေါင်းပေါ်မှာအလံလာစိုက်သွားပြီဆိုလို့ရှိရင်တော့မြန်မြန်ဝတ်ပြီးတော့ဘုန်းကြီးချောင်းသွားပြီးတော့သင်္ကန်းဝတ်ရတော့မယ်သင်္ကန်းဝတ်ပြီးတော့
အလံပြူလွှမ်းလိုက်တာခဏခေတ်တော့ဗာပြောတော့ဆိုသင်မင်းကတကားလာခောက်နေပြီတဲ့ဒါပေမဲ့ဖွင့်ပေးမှာမဟုတ်ပါဘူးဒီလိုတွေတကားခောက်နေလဲဖွင့်ပေးမှာသင်မင်းကတကားလာခောက်နေပြီတဲ့အဲ့ဒါလို့မဂ္ဂဒေဝမင်းကြီးဟာစိတ်ထဲမှာတန်ဝေကတွေဖြည့်ပြီးတော့ချွေးပြက်ပြက်ကြသည်ထီအောင်သူဟာစိတ်ထဲမှာတန်ဝေကတွေဖြစ်လာတယ်တန်ဝေကဆိုတာသဘာဝတရားကြီးကိုကြောက်လန့်တာသဘာဝတရားကြီးကိုကြောက်လန့်ပြီးတော့စိတ်ပြည့်ငြင်းငွေတဲ့သဘောတရားတွေဖြစ်လာအဲ့ဒါလိုဖြစ်လာတဲ့အခါကျတော့သူ့ရဲ့သားကိုဆင့်ခေါ်ပြီးတော့ငါသားဖကပီးတော်မှာတော့သပင်ပြူလေးပေါ်လာပြီဒါဟာသေမင်းကလာပြီးတော့အလံပြူလွှားတတိပေးထားခြင်းပဲဖြစ်တယ်ငါဟာတိတ်ကြကြနေရမယ့်အနေထားမရှိဘူးဒါကြောင့်ချိန်ရှိခိုက်လောကီကိစ္စတွေကိုပယ်လှန်ပြီးတော့တရားဓမ္မကျင့်သုံးရမယ့်အချိန်ရောက်လာပြီငါ့ကိုတတိပေးနေပြီအဲ့တော့ထီးနှံစည်းစိမ်ကိုမင်းကိုငါလွှဲအပ်မယ်တိုင်းပြည်ကိုမင်းအုပ်ချုပ်လို့ငါကတော့တရားဓမ္မကျင့်သုံးဖို့ရာတဲ့ဥယျာဉ်ထဲမှာယသိဝတ်ပြီးတော့တရားကျင့်မယ်သမထကျင့်စဉ်ကျင့်တယ်အဲ့ဒီခေတ်ကအဲ့ဒါလိုကျင့်သွားသူစားပြီးတော့တီထောင်လိုက်တာခေါင်းပေါ်မှာစီကံချက်တစ်ခုဖြစ်လာတယ်အဲ့ဒီဝိဒေဟအတိုင်းမှာခေါင်းပေါ်မှာသပင်ဖြူတစ်ချောင်းတွေ့ရင်ဘုန်းကြီးဝတ်ဘယ်ဘရင်ပဲဖြစ်ဖြစ်ထိနိုင်ဥစိန်ကိုစွန့်သူ့ရဲ့မျိုးဆက်တွေအားလုံးဒီစီကံကိုလိုက်နာခေါင်းပေါ်မှာသပင်ဖြူတစ်ချောင်းပေါ်လာပြီဆိုလို့ရှိရင်ထိနိုင်ကိုလွှဲအပ်ပြီးတော့ယသိဝတ်တရားချက်အဲ့ဒီသူ့ရဲ့စီကံကိုလိုက်နာခဲ့ကြတာဘယ်လောက်ထိအောင်ရှိတော့ဆို84,000မင်းဆက်ပေါင်း84,000မှာ2ယောက်ပဲရော်သေးတယ်နော်2ယောက်ပဲရော်သေးတယ်83,990 8ယောက်ပေါ့နော်အဲ့ဒါလောက်ထိအောင်သူ့ရဲ့စီကံချက်ကိုလိုက်နာကြအဲ့ဒီမဂ္ဂဒေဝဘုရင်ကြီးကလည်းပဲသူပြုစုပြောထောင်ခဲ့တဲ့သပင်ပြူတွေ့ယဟန်ဝတ်ဆိုတဲ့စီကံကြီးအတိုင်းလိုက်နာသူချမှတ်လိုက်တဲ့ကလျာဏဝတ်ကိုသူ့ရဲ့မျိုးဆက်တွေအကုန်လုံးကလိုက်နာကြသူကလည်းပဲတရားကျင့်ပြီးတော့စံပေညင်နေရလို့ပြမပြေရောက်ပြမပြေရောက်တဲ့အခါကျတော့သူပြန်ကြည့်တယ်ငါရဲ့မျိုးဆက်တွေဟာငါချမှတ်ထားတဲ့လမ်းကြောင်းလိုက်ကြလားဆိုလိုက်ကြတယ်အများကြီးပဲတော့ဘယ်လောက်ထိအောင်လိုက်ကြတော့ဆိုမင်းဆက်ပေါင်းဟာနော်84,000မှာ2ယောက်ပဲရော့သေးတယ်အားလုံးဟာသူလမ်းစဉ်ကိုလိုက်ကြတယ်ဒါဖြင့်နောက်ထပ်ရောဆက်လိုက်အောင်မလားလို့ဆိုတဲ့အခါကျတော့နောက်ထပ်ကျတော့စီကံကိုမလိုက်နာတော့ဘူးနောက်အဆက်ပြတ်တော့မယ်လို့ဆိုတာသိတာဆက်ပြတ်တော့မယ်ဆိုတာနဲ့သိတာ ਨੇ ကဲငါမျိုးဆက်ကိုငါပဲပြန်ပြီးတော့ဆက်မပြတ်အောင်ဝင်ပြီးတော့မျိုးဆက်ကိုဆက်မယ်ဆိုပြီးပြမပြေကနေပြီးတော့အထက်ပြမပြေကိုမသွားတော့ပဲနဲ့ဒီဝိရိယတိုင်းမေရိလာနိုင်ငံကထိုခေတ်အုပ်ချုပ်နေတဲ့ဘုရင်ကြီးရဲ့မိဖုရားကောင်ထဲမှာလာပြီးတော့တန်နေတီးတယ်အဲ့ဒီကနေပြီးမွေးဖွားလာတဲ့အခါနမိတ်ဖတ်တဲ့လက္ခဏာဖတ်တဲ့ပုံနာတွေကိုကြည့်လိုက်တဲ့အခါကျတော့အဲ့ပုံနာတွေကဒီမင်းသားလေးရဲ့ကြာရင်လက္ခဏာအနေထားကိုသူတို့ကနမိတ်ဖတ်တာဒီမင်းသားလေးဟာတဲ့စံပြူတစ်ချောင်းတွေ့တောထွက်တဲ့မျိုးဆက်ကြီးကိုနောက်ဆုံးပိတ်လိုက်နာတဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်လှဲဘိန်းမှာဒီဘိန်းရဲ့ဘိန်းကိုကွတ်ထားတဲ့ဟာကိုနေမိလို့ခေါ်တယ်ဘိန်းကြီးတစ်ဘိန်းလုံးအတွက်ကိုကွတ်ပေးထားတဲ့ဟာ
အစွန်ပေါ့နော်ဘိန်းတစ်ဘိန်းလုံးရဲ့အဆုံးမှာအဲ့ဒါကိုနေမိခေါ်တယ်အဲ့ဒါလိုပဲသူချမှတ်ထားတဲ့ဒီလိုက်နာရကြတဲ့စီကံတည်းဟူသောဘိန်းကြီးမှာနောက်ဆုံးဘိတ်အနေနဲ့မွေးဖွားလာတဲ့မင်းသားဖြစ်သောကြောင့်သူ့ကိုနေမိမင်းသားလို့ဒီလိုခေါ်ကြတယ်စာထဲမှာတော့နိမိလို့လည်းရေးတယ်သို့သောလှဲဘိန်းရဲ့အကော့ဟာနောက်ဆုံးတံပြားနဲ့ကွတ်ထားတဲ့ဟာပဲဖြစ်အကော့ဟာနေမိဆိုတဲ့ပါဠိစကားနဲ့ခေါ်တာပဲဖြစ်တယ်ပေါ့နော်နောက်ဆုံးမိတ်ဘယင်ဆိုတဲ့အနေနဲ့သူ့ကိုနေမိမင်းသားလို့ဒီလိုနာမည်ပေးလိုက်တာအဲ့တော့ဒီနေမိမင်းသားလေးဟာဒီခင်တော့လည်းတကယ်သူတော်ကောင်းသူဝိရဘဝကစပြီးအလှတန်းဝါသနာပါလာတယ်ဖျားလောင်းဆိုတော့လူတန်းဝါသနာပါလို့သူဟာသူ့ရဲ့ဖကပြေးတော်ကစပင်းမျိုးတစ်ချောင်းတွေ့တဲ့အခါသူ့ကိုနမ်းအပ်ပြီးတော့ယသိယဟန်ပြုသွားတယ်အဲ့ဒီအချိန်မှာသူဌိနန်းစီစဉ်ကိုရတဲ့အချိန်မှာအလှတန်းဝါသနာပါတာဖြစ်သောကြောင့်မြို့တကားမကြီး၄ပေါက်မှာအလှမန္တတစ်ခုစီနဲ့မြို့လေကောင်မှာအလှမန္တကြီးတစ်ခုတိဆောက်ခိုင်းပြီးတော့အလှမန္တတစ်ခုနေ့စဉ်တသိန်းငွေတော်ထုတ်ပေးပြီးတော့အားလုံးနေ့စဉ်9သိန်းကုန်ကြခံပြီးတော့ဆာယမဲသားမဲ့ပုဂ္ဂိုလ်တွေကိုကျွေးတယ်မွေးတယ်လှူတယ်တန်းတယ်ဆိုတဲ့အလုပ်ကိုလုပ်တယ်လူချင်းတန်းကျင်တဲ့စိတ်ဆန္ဒကအလွန်ပြင်းထန်တယ်ဒါကြောင့်မို့လို့တနေ့ကို9သိန်းအကုန်ချခံအလှမန္တကြီး9ဆောင်ဆောက်ပြီးတော့နေ့တိုင်းအလှပေးတယ်အလှရင်လားလို့ဆိုမဟုတ်ဘူး9ပါးသီလကိုလည်းလုံအောင်ဆောက်တည်တယ်ဥပုပ်နေ့တွေမှာဆိုရင်လည်းဥပုပ်သီလလည်းဆောက်တည်တယ်အဲ့ဒီလိုနဲ့ကုသိုလ်ကောင်းမှုကိုအားစိုက်ပြီးတော့ပြုတာနှစ်ပေါင်းကြာအောင်ကုသိုလ်ကောင်းမှုတွေကိုလုပ်တယ်ပေါ့သူကကုသိုလ်ကောင်းမှုတွေအဲ့လိုလုပ်တယ်အဲ့လိုကုသိုလ်ကောင်းမှုလုပ်နေတဲ့နေမိမင်းကြီးဟာတရက်ကြတော့ညအခါမှာပထမယံညဥယံလို့ခေါ်တယ်ပထမယံမှာအိပ်ဆက်ဒုတိယယံမှာလည်းမစ္စည်းမယံမှာလည်းအိပ်ဆက်နားနေပြီနောက်ဆုံးပစ္စည်းမယံ2 နာရီကျော်3 နာရီအချိန်လောက်မှာအိယာကနိုးတယ်မလင်းသေးဘူးအဲ့ဒီအချိန်မှာအိယာမှာထပြီးတော့တရားရှုမှတ်တဲ့အနေနဲ့အိယာကနေထပြီးတင်မြေခွေးထိုင်ပြီးတော့တွေးတယ်ပေါ့နော်အဲ့ချိန်မှာတွေးကြတယ်လူတွေကဘာတွေတွေးကြလဲတော့ဒီနေပြီးဘင်းကတော့ဘာတွေးတုံလို့ဆိုငါလုံးနေတဲ့ကုသိုလ်ကောင်းမှုတွေထဲမှာငါဟာဒါနကောင်းမှုလည်းလုပ်တယ်သီလလည်းစောင့်တည်တယ်အဲ့ဒီနှစ်ခုဟာဘယ်ဟာကအကျိုးပိုကြီးတယ်လဲဒါနကအကျိုးပိုကြီးသလားသီလကပဲအကျိုးပိုကြီးသလားဒီကုသိုလ်ကောင်းမှုလုပ်ငန်းနှစ်ခုသူဆွဲပြည့်လောက်တာဒါကြောင့်မို့အိယာထဲမှာသူမနဲ့စိုးကြီးအိယာကနိုးပြီးတော့အလှတွေအတန်းနေစိတ်ကူးရင်ကနေပြီးတော့ဒီမေးခွန်းလေးကသူကောင်းနဲ့ရောက်လာတယ်နော်ဒါနံဝါဗြဟ္မစရိယံဝါကတမန္နုမဟဖလံအလှတံပိကညင်ဒါနကုသိုလ်ကပဲအကျိုးကြီးသလားဒါမှမဟုတ်ဗြဟ္မစရိယလို့ခေါ်တဲ့မြတ်သောအကျင့်ကိုကျင့်တဲ့သီလကပဲပို့ပြီးတော့အကျိုးကြီးသလားဒါနနဲ့သီလဘယ်ဟာကပို့အကျိုးကြီးသလဲလို့တွေးတဲ့အခါမှာသူ့ဉာဏ်နဲ့သူမဆုံးဖြတ်နိုင်ဘူးနှစ်ခုစလုံးလည်းသူကကြိုက်ခြေနှက်တယ်ဒါနလည်းဝါသနာပါတယ်သီလလည်းစောင့်တည်တယ်ဆိုဘယ်ဟာကပိုကောင်းတယ်လို့သူမဆုံးဖြတ်နိုင်ဘယ်ဟာကပိုပြီးတော့အကျိုးကျေးဇူးရှိတယ်ဆိုတာအကျိုးပိုကြီးတယ်ဆိုတာသူမဆုံးဖြတ်နိုင်မ
ဆုံးဖြတ်နိုင်လို့ဒီမေးခွန်းပြဿနာရဲ့အဖြေကိုသူကအဖြေမထုတ်နိုင်မဲနဲ့တွေးတောနေတဲ့အချိန်မှာသူ့ရဲ့အတွေးကိုတရားမင်းကသိလိုက်တဲ့အခါမှာသူ့ရင်ထဲမှာမရှင်းတဲ့ပြဿနာကိုရှင်းပေးဖို့ဆိုပြီးတော့ချက်ချင်းပဲတရားမင်းကြီးကနတ်သမင်းစီဝေမတက်ခင်လေးမှာသူနေတဲ့အခန်းထဲကိုရုတ်တရက်အလင်းရောင်ကြီးတွေကြပြီးရောက်ရှိလာတယ်အဲ့တော့နတ်တွေလာတဲ့အခါမှာအလင်းရောင်ကအရင်ရောက်လာမင်္ဂလာတုတ်ထဲမှာပါတယ်မို့လားကေဝလကပ္ပံစေတဝနံဩဘတိတဝါဆိုကေဝလကပ္ပဆိုကေဝလဆိုတာအာလုံးကပ္ပဆိုတာနီးနီးအာလုံးလောက်နီးနီးလို့ဆိုလို့တယ်ကပ္ပကအနည်းငယ်ပဲရော့တယ်စေတော်အကြောင်းတစ်ခုလုံးဟာလင်းထိန်သွားတယ်သို့တော့မှောင်တဲ့နေရာလေးတော့ရှိကောင်းရှိအောင်ပဲပေါ့အဲ့ဒါကိုပြောတာအာလုံးလောက်နီးနီးစေတော်အကြောင်းကြီးတစ်ခုလုံးလင်းထိန်သွားအောင်လာတယ်ဆိုတဲ့စကားမျိုးအခုလည်းသူနေတဲ့နန်းတော်ထဲမှာရုတ်တရက်လင်းထိန်သွားပြီးတော့တရားမင်းဆင်းလာတယ်ပေါ့ရုတ်တရက်ဆင်းလာလိုက်တဲ့အခါမှာနတ်ကိုလူတွေကရုတ်တရက်တွေ့ဝင်းဝင်းလက်လက်အယောင်ကြီးမြင်တဲ့အခါလန့်သွားတယ်နေမီမင်းကြီးကလည်းပဲရုတ်တရက်အလင်းရောင်ကြီးထိုးဆင်းလာပြီးတော့ဘွားကနဲ့တရားနမင်းပေါ်လာတဲ့အခါမှာလန့်သွားတယ်ဒါပေမဲ့အဲ့ဒီထဲမှာတရားဘလူးစီစင်တာတို့ကျွဲစီတာတို့မပါပါဘူးသွားသူလာတာနော်ဘယ်သူကနေကျွဲတွေနဲ့ဟိုရင်းတွေနဲ့ရှောက်လုပ်တယ်တော့မသိဘူးနော်အဲ့တရားသူကသူတကုန်းနဲ့လာလိုက်တာဘယ်အကောင်ပလောင်တွေစီးနေအဲ့ဒီမှာတရားမင်းကချက်ချင်းရောက်လာသူကလည်းလမ်းဖြန့်သွားတယ်အလင်းရောင်တဲ့တရားမင်းကြီးမြင်လိုက်တဲ့အခါလမ်းဖြန့်သွားတော့အာတင်းပြီးတော့မေးတာကိုရောင်တဝင်းဝင်းနဲ့ဘယ်မင်းကြွလာပါသလဲလို့မေးတဲ့အခါမှာသူဟာတရားမင်းဖြစ်တဲ့အကြောင်းသင်မင်းကြီးကိုကူညီခြင်းလို့လာခဲ့တဲ့အကြောင်းဒါနနဲ့ဗြဟ္မစရိယဘယ်ရာကပို့ပြီးတော့အကျိုးကြီးမားတယ်လဲလို့စဉ်းစားနေတာကိုကူညီပြီးတော့ဖြည့်ရှင်းပေးခြင်းလို့သူလာခဲ့တာပါတဲ့သင်မင်းကြီးဟာစဉ်းစားနေတာမဟုတ်လားသင်မင်းကြီးမေးတဲ့မေးခွန်းနဲ့မေးခွန်းကိုအဖြေထုတ်ခြင်းလို့လာခဲ့တာပါဆိုနေမီမင်းကထပ်ပြီးတော့မေးခွန်းလေးထုတ်လိုက်တယ်ဒါနံဝါဗြဟ္မစရိယံဝါကတမံတုမဟပလံဒီလိုဆိုရင်တရားမင်းဒါနကုသိုလ်ကပဲပို့ပြီးတော့အကျိုးကြီးသလားဗြဟ္မစရိယဆိုတဲ့သီလကုသိုလ်ကပဲပို့ပြီးတော့အကျိုးကြီးသလားသူမဝေခွဲနိုင်ဘူးဘယ်ဟာပို့အကျိုးကြီးပါသလဲလို့မေးတဲ့အခါကျတော့တရားမင်းကဒါနရဲ့ဗြဟ္မစရိယကအကျိုးကြီးတယ်ဆိုတာကိုပြောပြီးဗြဟ္မစရိယဆိုတဲ့သီလနဲ့ပတ်သက်ပြီးတော့တရားမင်းကအဖြေထုတ်ပေးလိုက်တယ်ဟိနေနဗြဟ္မစရိယေနခတ္တိယေဥပပစ္စတိဗြဟ္မစရိယဆိုတဲ့ကိုချင်းသီလဥပုသ္တိလလို့ခါမျိုးပေါ့နော်ဆိုလိုတာကမိသားစုဘဝအိမ်တော်တဲ့ဘဝမှာမနေတာကိုဗြဟ္မစရိယလို့ခေါ်တယ်အဲ့ဒီဗြဟ္မစရိယဆိုတဲ့သီလအဆင့်30နဲ့ကြည့်လိုက်မယ်ဆိုရင်ဟိနလို့ခေါ်တဲ့မြတ်သောအကျင့်ကိုကျင့်ယုံတက်တက်မေတုံကိစ္စကိုရှောင်ယုံတက်တက်နဲ့ကဒီကုသိုလ်ကောင်းမှုကြောင့်နောက်ဘဝမှာမင်းဆိုးရာဇာဘဝရောက်နိုင်ပါတယ်တဲ့မင်းဆိုးရာဇာဘဝရောက်နိုင်တယ်ဟိတေနဟိနေနဗြဟ္မစရိယေနအညံစားဖြစ်တဲ့ဗြဟ္မစရိယသီလဖြင့်ခတ္တိဥပပစ္စတိမင်းမျိုးမင်းနန်းတော်မှာလူဖြစ်နိုင်ပါတယ်မစ္စိမေနသဒေဝတ္တ
အဲ့ဒီတဲ့ဒီဇံပင်ရှင်ရဲ့အခြေခံလောက်ရသည့်ထိအောင်တမာတိဖြစ်သည့်ထိအောင်မြတ်သောအကျင့်ကိုတိုးမြင့်ပြီးတော့ကျင့်လိုက်မယ်ဆိုရင်နတ်ပြည်ရောက်နိုင်ပါတယ်လို့သူဆိုတယ်အလတ်စားဗြဟ္မစရိယနဲ့နတ်ပြည်ရောက်နိုင်ပါတယ်တမာဘတ်၈ပါးဇံပင်ရှင်တွေကတမာဘတ်၈ပါးကိုရအောင်ကျင့်တဲ့ဗြဟ္မစရိယနဲ့ကတော့ဥတ္တမေနဝိသုစတိအဲ့ဒီခေတ်ကဇံပင်ရှင်ဟာအထွတ်ထိပ်ပဲလေဖျားပွဲမှာမက်ဖို့ဆိုတာကြားအဲ့တော့ဇံပင်ရှင်ရအောင်ကျင့်တဲ့ဗြဟ္မစရိယကိုဥတ္တမစိုးဆုံးကအဉ္ဉံစားဗြဟ္မစရိယကမင်းဖြစ်တယ်အဉ္ဉံစားဗြဟ္မစရိယကြောင့်မင်းဖြစ်တယ်အလတ်စားကြရင်နတ်ဖြစ်နိုင်တယ်အထက်တန်းစားဗြဟ္မစရိယကိုကျင့်လို့ရှိရင်တန်တရားဝကလွတ်မြောက်တယ်စင်ကြယ်တယ်ဗြဟ္မပြေရောက်တယ်လို့ပြောတာဗြဟ္မပြေဟာသူတို့ဖို့ခုခေတ်စကားနဲ့ပြောရင်ကောင်းကင်ဘုံရောက်တယ်ပေါ့နော်ကောင်းကင်ဘုံမှာပဲလမ်းဆောင်တယ်လေတခြားဘာသာတွေကြည့်ကောင်းကင်ဘုံကလမ်းဆောင်နေတာသူတို့လမ်းဆောင်ကနိဗ္ဗာန်မှာမဟုတ်တာကောင်းကင်ဘုံကိုပြောတာအဲ့တော့ခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တမာဘတ်၈ပါးရအောင်ကျင့်မယ်ဆိုရင်ကောင်းကင်ဘုံရောက်တယ်အဲ့ဒီအကျင့်ဟာတခြားဘာသာတွေမှာရှိဖို့ဓမ္မခဲရင်တယ်မြတ်စွာဘုရားဟောတဲ့ဒေသနာတော်ထဲမှာတော့ဒီဗြဟ္မာဆိုတဲ့ကောင်းကင်ဘုံရောက်ဖို့ဗြဟ္မာဖြစ်ဖို့ဆိုတာဇံပင်ရှင်ရမှာဖြစ်တာတပ္ပထကျင့်စဉ်ကိုကျင့်ပြီးတော့ဇံပင်ရှင်ရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့ဗြဟ္မစရိယဥတ္တမေနဝိသုစတိဆိုတာဇံပင်ရှင်ရလောက်အောင်တိုင်းတာရှိတဲ့ဗြဟ္မစရိယသီလမကတော့ဘူးသူကြတော့နော်ပထမတော့ကသီလကိုရည်ညွှန်းတာဗြဟ္မစရိယနောက်ကြတဲ့အခါကျတော့သူကဇံပင်ရှင်ကိုရည်ညွှန်းပြန်တာအဲ့တော့အမြင့်ဆုံးဟာအဲ့ဒီထီအောင်ရောက်သွားတယ်ဇံပင်ရှင်ရပြီဆိုလို့ရှိရင်ကတော့တဲ့ကောင်းကင်ဘုံရောက်တယ်ကောင်းကင်ဘုံဟာနောက်ဆုံးပဲဘဝမှာပန်းနိုင်မယ်အဲ့ဒီခေတ်ကဒါပဲယူဆတာနော်အဲ့ဒါလို့ဖြေလိုက်တယ်ဖြေလိုက်ပြီးတဲ့အခါမှာတရားမင်းကြီးကပြောတယ်ဒါနနဲ့သီလအင်တမကွဲပြားခြားနာတယ်တဲ့ဒါနနဲ့သီလကပို့ပြီးတော့ကြီးမားတယ်အကျိုးများတယ်ဆိုတာကိုဒါနနဲ့ဗြဟ္မစရိယကပို့ပြီးတော့မြင့်မြတ်တယ်ဆိုတာကိုသူကြားဘူးနာဝသမိုင်းကြောင်းလေးတွေနဲ့နေပြည်တော်ကြီးကိုရှင်းပြသေးတယ်အဲ့ဒီခေတ်တုန်းကအလှကြီးပေးတဲ့ဒုတိပစားတဲ့ဘယင်းတွေဟာတိုင်းပြည်မှာပေါ်ခဲ့တယ်ရစ်ပူဇော်တာပေါ့ဟောအလှကြီးတွေပေးကြတယ်အဲ့ဒီအလှကြီးပေးတဲ့ဘယင်းတွေဟာတည်တဲ့အခါမှာသူတို့ဟာကာမဝဆရနတ်ဆိုတဲ့အဲ့ဒီမှာသုံးလိုက်တာတော့ဘာသုံးလို့ဆိုပြိတ္တာဘဝကိုမကြောနိုင်ကြဘူးတဲ့ဝေလာမပုံနာတို့လိုကိုရှိတဲ့ပစ္စည်းဥစ္စာတွေကိုအကြီးကျယ်ဆွန့်လွတ်လို့အင်ကုရမင်းသားတို့လိုထမေချောင်းစီအောင်12နှစ်ကြာများအလှကြီးပေးခဲ့တဲ့ပုဂ္ဂိုလ်တွေအားလုံးဟာပေတဘဝလို့ဆိုတဲ့ပြိတ္တာဘဝကိုမလွန်ရဘူးတဲ့သူကကာမဝဆရနတ်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အဲ့ဒါကိုပေတလို့ခေါ်တယ်ပြိတ္တာဘဝလို့ပြောလိုက်တာဘာကြောင့်ပြိတ္တာလို့ခေါ်တော့ဆိုတာလေးကိုရှင်းပြထားတာစိတ်ဝင်စားစရာကောင်းလူတွေလည်းကိုယ့်ကိုစဉ်းစားကြည့်နော်လူဆိုတာကိုယ်စိတ်ပျော်ဖို့အတွက်အဖို့ရှာတယ်ကိုတယောက်တည်းပျော်လို့မပျော်နိုင်ဘူးကိုတယောက်တည်းချာကိုတယောက်တည်းပျော်နိုင်တွားရန်တွားရရာမောဟိအယံလောကောတဲ့ဒီလောကကြီးဟာနှစ်ယောက်တွဲမှပျော်လို့ရတယ်စိတ်ပျော်တာကနှစ်ယောက်နဲ့တယောက်တည်းဆိုပြင်းတယ်သူကဟုတ်တယ်တယောက်တည်းဆိုလုံးလိဖြစ်တယ်
အဖော်ရှာတယ်တော်တဲ့နေတောင်မှတယောက်တည်းဆိုပြင်းတယ်လေတယောက်တည်းပြင်းတယ်အများအားအဖော်ရှာတယ်အဖော်ကိုမျောလင့်နေရချင်းသည်ပင်ပြိတ္တာဘဝပဲမထူးကိုတယောက်တည်းမပြောဘူးဟုတ်ကိုစဉ်းစားကြည့်ပေါ့နော်အဖော်ရမှပြောလို့ရတယ်လေသူဘယ်သူပဲဖြစ်ဖြစ်အဖော်ဆိုတိုင်းဟွာကြီးလည်းမအောင်မေ့နဲ့ဒွါယံရမောဟိအယံလောကောဒီလောကကြီးဟာနှစ်ယောက်နဲ့မှပျော်လို့ရတယ်လောကကြီးတကယ်ချင်းနှစ်ယောက်ဆိုလဲဟာတကယ်ချင်းနှစ်ယောက်နဲ့မှပျော်တယောက်တည်းမပျော်တယောက်တည်းဆိုဖုံးတောင်ဆက်မြောက်ဆက်ကိုကြည့်ပါလားတယောက်တည်းနေဖုံးခေါ်သေးတာနေတတ်ဘူးတယောက်တည်းနောက်တစ်ယောက်ရှိမှပြောကြတယ်စကားလေးတပြောနဲ့သွားတူလာတူစားတူတောက်တူအဖော်နဲ့မှပြောလို့ဒွါယံရာမောဟိအတွဲနဲ့မှပြောတယ်တဲ့ဒီလောကကြီးอ่ะဒါကြောင့်အတွဲရှာရတာကိုကသူ့ဖို့မှာပြိတ္တာလို့ပဲအဖော်စားနေတဲ့အထိပ္ပယ်နော်ပြိတ္တာဆိုတဲ့ကကောင်းစားစရာမရှိတော့အစာရှာရတယ်လေဘိုက်ကအမြဲစားဒီကလည်းပဲတယောက်တည်းပြင်းတော့အဖော်ရှာနေရပြန်ဖော်ရှာနေအဖော်လာမှသူကစကားစမြည်လေးပြောပြီးတော့တူတူပေါ်လေးလဲတက်ကြည့်လာတော့လဲတူတူပေါ်လေးရှိအောင်မှာတော့အမြဲတမ်းလိုအပ်နေတာပဲအမြဲတမ်းလိုအပ်နေအဲ့ဒါကြောင့်မလို့ဘလောက်ပဲချမ်းသာကြွယ်ဝတဲ့လူပဲဖြစ်ဖြစ်အဖော်လိုနေတယ်စကားပြောပေါ်စကားပြောဘက်ကလေးတွဲပေါ်တွဲဘက်ကလေးလိုမှရမှစိတ်နှလုံးဟာအေးချမ်းမှုရှိတာကြောင့်မလို့ကာမဘုံသားတွေဟာအားလုံးဟာပြိတ္တာတွေကြီးပဲတဲ့အဲ့လိုပြောတာပြိတ္တာတွေကြီးပဲဟုတ်တယ်ပြိတ္တာဆိုတာလိုအပ်နေတာကြီးပဲလေအဲ့တော့ခုနကအလှူဒန်းနေကြီးမားမားရစ်ပူဇော်နေတဲ့ရစ်ပူဇော်မှုအလှူဒန်းကြီးမားမားလှုပ်သွားတဲ့ပုဂ္ဂိုလ်တွေဟာကာမဘုံဆိုတဲ့ပြိတ္တာဘဝကိုကြော်မသွားနိုင်ကြဘူးပြိတ္တာဘုံဟာနော်ဆိုပါစို့မျက်စိဖြင့်အစဉ်အာယုံကိုကာမဆိုတာ sensual pleasure မျက်စိနဲ့ကြည့်ပြီးတော့အစဉ်အာယုံကိုကြည့်ပြီးစိတ်ပျော်တယ်နားနဲ့အသံကိုနားထောင်ပြီးမှကျင့်တတ်တဲ့အသံဆိုရင်စိတ်ပျော်တယ်နှာခေါင်းနဲ့မွေးကြိုင်နဲ့အနံလေးရှူရမှစိတ်ပျော်တယ်လျှာလည်းကောင်းတဲ့ရတာလေးစားရမှစိတ်ပျော်တယ်ခန္ဓာကိုယ်ကလည်းကောင်းတဲ့အထိတွေ့လေးထိတွေ့ရမှစိတ်ပျော်တယ်ကာမခုနစိတ်ကိုနှောင်ဖွဲ့ထားတဲ့ပျော်စရာအာယုံ၅မျိုးနဲ့မှစိတ်ကပျော်တယ်အဲ့ဒါတွေမရှိမပျော်နိုင်ဘူးလူဟာတနည်းအားဖြင့်ပြောမယ်ဆိုရင်ကာမဂုဏ်အာယုန်နဲ့မှစိတ်ကပျော်တယ်တယောက်တည်းနေလဲဖုန်းလေးပို့နေရမှတယ်လီဗီရှင်းဖွင့်ပြီးတော့ကြည့်နေရမှဇာတ်ကောင်းလေးဒါလည်းအဖို့ပဲလေအဲ့လိုမှပျော်နိုင်တာတယောက်တည်းမပျော်နိုင်ဘူးတေချာစဉ်းစားကြည့်ကမ္မထထိုင်ပြီးတော့နှလုံးသွင်းတာကြတော့တယောက်တည်းနော်အဲ့လိုမဟုတ်ဘဲနဲ့တယောက်တည်းစိတ်ကူးရင်နေတဲ့လူကလည်းရှိသေးတယ်အဲ့ဒါလည်းအဖော်နဲ့နေတယ်လို့ပဲပြောအောင်ပါအဖော်ဆိုဒီမှာမျိုးမျိုးရှိတယ်ကာမဂုဏ်အာယုံဖော်နဲ့လည်းနေတာလူအဖော်နဲ့လည်းနေတယ်အဲ့ဒါနဲ့မှလူဘဝဟာပျော်နိုင်တဲ့အနေထားရှိတယ်ခုခေတ်ဆိုကြည့်လိုက်ပဲနော်ထိုင်းတာတော့တယောက်တည်းပဲဒါပေမဲ့သူကပုတ်ဆရာကလေးနဲ့ပုတ်ဆရာလေးချီနေတယ်သူကဘာမှမပေါ်ပဲတိုင်းထိုင်းနေတယ်ဆိုရင်တော့သူပြောမှာမဟုတ်ဘူးသေချာအဲ့ဒါကိုပိဋကဘဝလို့ပြောတာတယောက်တည်းပြောလို့မရတဲ့ဘဝမျိုးပိဋကဘဝဇံပင်ကြီးရသွားတဲ့ပြမာတွေကြတော့အဲ့လိုဖော်မလို့သူကကမ္မထာနှလုံးသွင်းပြီးတော့ဇံဝင်စားပြီးနေတာဆိုတော့ဖော်မလို့ဖော်လာရှုပ်တောင်ရှုပ်သေးသူကနှောက်ရှက်ဖြစ်တယ်စကားလာပြောနှောက်ရှက်ဖြစ်တယ်တောင်မေးမြောင်မေးမေးနှောက်နဲ့ရှက်ဖြစ်တယ်ဟိုအဖော်မလို့သူကြတော့ပြောတယ်အဲ့ဒါကြတော့မှ
သူကပြိတ္တာဘဝလွတ်တယ်လို့ခေါ်တယ်အဲ့တော့ဒါနကောင်းမှုကိုကြီးကျယ်လုပ်သွားတဲ့သမိုင်းကြောင်းအရာဒါနကောင်းမှုကိုကြီးကျယ်လုပ်ပြီးလှူဒန်းသွားကြတဲ့ရှေ့ရောက်သောမင်းတွေဟာပြိတ္တာဘဝကိုမလွန်ကြဘူးတဲ့ကာမဘုံကိုမကျော်နိုင်ကြဘူးကောင်းကင်ဘုံထိအောင်မရောက်ဘူးလို့သူတို့ဆိုလို့တယ်ပြမဘဝကိုမရောက်ကြဘူးတဲ့ဆိုလိုတာတော့လူဖြစ်မယ်နတ်ဖြစ်မယ်ဒီလောက်ပဲပြမထိအောင်မရောက်ဘူးဒီဘုံတွေကိုမကျော်နိုင်ဘူးလို့ဒါကြောင့်မို့လို့ဒါနဟာအဆင့်အလွန်ကြီးမြင့်အောင်မတက်နိုင်ဘူးဆိုတဲ့အကြောင်းကိုပြောတယ်အေးဒါနတဲ့ပို့ပြီးတော့တမိုးကြီးမားတာတော့ဗြဟ္မစရိယဆိုတဲ့နှစ်ဦးပေါင်းမှပျော်ရတဲ့အပျော်မျိုးတွေဒါတွေကိုဖယ်ရှားပြီးတော့မိမိတယောက်တည်းကမ္မထာအာယုံလေးနဲ့နှလုံးသွင်းပြီးတော့ဇံပင်ញင်ရအောင်လုပ်တဲ့ပုဂ္ဂိုလ်သူတော်စင်နေကြတဲ့အခါမှာတော့တဲ့သူတို့ဟာကာမောစရနတ်ပြည်ကိုကြော်ဖြတ်ပြီးတော့ဗြဟ္မဘုံဘဝရောက်သွားကြတယ်ဇံနေပင်ញင်နေရပြီးတော့ရောက်သွားကြတယ်တဲ့သမိုင်းကြောင်းအရာအလူလူတဲ့ပုဂ္ဂိုလ်တွေကနတ်ဘဝမကြော်ဘူးတရားကျင့်တဲ့ပုဂ္ဂိုလ်တွေကဗြဟ္မဘုံထိအောင်ရောက်တယ်ဆိုတာကိုတရားမင်းကြီးကသမိုင်းကြောင်းနဲ့ခြီးပြီးတော့နေမိမင်းကိုရှင်းပြပြီးတဲ့အခါကျတော့မှသူကကိုထွေးသူကိုယ်တိုင်လောက်ခဲ့တဲ့ဟာလေးတစ်ခုပြောပြသူ့ရဲ့ကိုထွေးဘဝလေးတစ်ခုသူပြောပြဟိမောတတောင်မှာတဲ့တိဓာခုနှစ်တန်တတ္တရပံမေရုဆိုတာကြားဖို့ကြောင့်တိဓာမြစ်ဆိုတာအဲ့ဒါကိုကြည့်ပြီးလူတွေကလည်းမတိဓာတို့ဘာလို့ရှောင်မှဲ့နေကြတိဓာဆိုတာမြုပ်သွားတာဓာတွေနဲ့တိဓာအဲ့ဒီရေကအလုံးကိုအေးတာတဲ့ငှက်တောင်လေးကျသွားရင်လည်းအဲ့ဒီရေမြုပ်သွားတာအလုံးကိုအေးတယ်ဘာမှရေပေါ်မှာမပေါ်နိုင်ဘူးအလုံးကမြုပ်သွားရေကလည်းအေးစိတ်အဲ့ဒီဟိဝန္တာတောင်မှာတိဓာဆိုတဲ့မြစ်ထဲကျလာတာတွေမှတ်သမျှအကုန်လုံးဆုံးဆုံးမြုပ်သွားတယ်အေးစိတ်နေတဲ့အရာအဲ့ဒီတိဓာမြစ်ကမ်းခြေနားလေးမှာယသိတွေဟာယသိ8000ဟာတရားကျင့်ပြီးတော့နေကြတယ်အဲ့ဒီယသိတွေဟာသူတော်စင်ဘဝနဲ့ဇံပင်ញင်နေရလို့ဟိဝန္တာတောင်မှာလှက်ပတ်ပြီးအစာအာဟာရမစားမဖြစ်လို့စားရတဲ့အခါမှာဟိဝန္တာမှာတီးတဲ့တစ်သီးဝလံတွေကိုရှာကြံပြီးတော့မသေးယုံအာဟာရဖြစ်ုံတော့စားပြီးတော့တနေ့ကုန်တနေ့ကံကမ္မထမ်းနဲ့ပဲတဦးတယောက်ထီးဇံပင်ញင်ဝင်စားပြီးတော့ပျော်မွေ့နေကြတယ်တဲ့တရက်တော့အဲ့ထက်ကယသိတစ်ပါးကလူလောကဘက်ကိုကြွလာလူတွေရက်ကိုကြွလာပြီးတော့ဥယျာဉ်ထဲမှာသတင်းသုံးအဲ့ဒီယသိကိုမြင်တဲ့ပရောဟိတ်ပုံနာကြီးကကြီးညိုပြီးတော့အိမ်ကိုဆွမ်းစားတွေပါပင့်ပြီးတော့အရှင်ဘုရားပဲနေတာတော့မေးတဲ့အခါဟိမောတာကတိဓာမျက်နှာမှာနေတယ်ရှင်ဘုရားတပါးတည်းလားဆိုဘယ်ကောင်းမလဲအဲ့ဒီမှာယသိတွေတောင်းချီရှိတယ်အလုံးအစာပဲညင်နေနေဆိုတော့အဲ့ဒီယသိတွေဒီပင့်လို့ရမလားဘယ်ရမလဲသူတို့ကအစားအစာကိုဂရုစိုက်တာမဟုတ်ဘူးပင့်လို့မရဘူးဒါဖြင့်သူလည်းပဲယသိဝတ်ပြီးတော့အဲ့ဒီကိုနေချင်တယ်လို့ဆိုဘယ်လိုလုပ်ရမလဲဆိုသင်ပရောဟိတ်ကဘုရင်မင်းမှုတန်းဖြစ်တယ်ဘုရင်ကြီးစီရင်ခွင့်ပန်အောင်ကျန်တာသူစီစဉ်ပေးမယ်လို့ပြောနောက်ရကြတော့ဘုရင်ကြီးစီခါသားဝင်ပြီးတော့သူဟာသင်္ကန်းဝတ်ချင်တယ်ဘာလို့ဝတ်ချင်တာလဲလူဘဝကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုမြင်တယ်တယောက်တည်း
ကာမဂုဏ်အာယုန်တွေကိုစွန့်လွတ်လိုက်ခြင်းကြောင့်ရရှိလာတဲ့အကျိုးကိုသူတွေ့တယ်အဲ့တော့နှုတ်နှဝကာမဂုဏ်အာယုန်နေနဲ့နေထိုင်ရတဲ့ဘဝဆက်ဆုပ်တယ်တူးတဲ့နေပြီးတရားဓမ္မကျင့်သုံးတဲ့ဘဝကိုမြတ်နိုးတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီဘဝကိုခုပြောင်းညင်ပါလေဆိုဘုရင်ကြီးကအဲ့ဒါဆိုလဲသဘောပဲခွင့်ပြုပါတယ်သို့တော့တရားဓုတရားမြတ်ရတဲ့အခါသူ့စီကိုကြွလာပါအောင်သူတွေးချင်ပါတယ်လို့ပြောတော့ခရီးပေးပြီးတော့သူဟာရသေးတွေဝတ်တဲ့အဝတ်တွေပါတွေစီမံဆောင်ရွက်ထားပြီးအဲ့ဒီရသေးကြွလာတဲ့အခါမှာဘုရင်ကြီးစီကခွင့်တောင်းလို့တော့ပြီးသွားပြီခွင့်ရပါတယ်ဘယ်လိုလုပ်ရမလဲလို့ဆိုဟိမုဒ္ဒဆိုတာတော်ဝေးတာကိုလေမြန်နဲ့လည်းခေါ်လို့ရမှာမဟုတ်အဲ့တော့သူ့ကိုတကိုးနဲ့ခေါ်သွားတယ်ခေါ်ရောက်တဲ့အခါကျရသေးဝတ်ပြီရသေးဝတ်ပြီးတော့ဇန်တရားအထုံနည်းတွေဘိညာဉ်တရားပွားနည်းတွေကိုတည်တည်ချာချာသင်ပေးတယ်တဲ့သင်ပေးလိုက်တဲ့အခါမှာဇန်ဘိညာဉ်တွေရလာသူလည်းတကိုးရှင်ဖြစ်လာဟိုဒီကိုစွမ်းနဲ့ကိုကောင်းကင်ခရီးရနေပြန်အဲ့တော့ကောင်းကင်ပြန်တယ်ဆိုတာဘယ်ပုံပြန်တာတော့တကိုးနဲ့ဘလို့ပြန်ရတာလဲလို့ဆိုရင်ပထမဇန်ဒုတိယဇန်တတိယဇန်ဆိုတဲ့ဇန်นี่စရုဒ္ဓဇန်ထိအောင်ဝင်စားပြီးကောင်းကင်ကိုပြန်တက်သွားခြင်းနဲ့ဆိုတဲ့နေရာမှာငှက်လူပြန်ကျင်တာလားသို့မဟုတ်လမ်းလျှောက်ပြီးသွားခြင်းသလားသို့မဟုတ်စိတ်သွားသလိုဖြုတ်ခနဲ့ရောက်သွားခြင်းသလားအမျိုးမျိုးရှိတယ်ငှက်တွေသွားသလိုပြန်သွားခြင်းနဲ့ဆိုလို့ရှိရင်သွားရလမ်းကြောင်းကိုအဘိညာဉ်တကိုးနဲ့ဖန်ဆင်းပြီးတော့အဲ့ဒီပေါ်မှာလမ်းလျှောက်ပြီးတော့သွားမို့ကလေးလိုလွင့်သွားအောင်ဆိုရင်လည်းပဲဖန်ဆင်းရမှာလင်မြန်နဲ့နှုံနာနဲ့သွားခြင်းနဲ့ဆိုရင်လည်းလင်မြန်နဲ့နှုံနာနဲ့ဖန်ဆင်းရဖန်ဆင်းတဲ့အတိုင်းသူကောင်းကင်ကလွင့်ပြန်ပြီးတော့ကောင်းကင်ခရီးကနေပြီးသူကပြန်နိုင်တဲ့အစွမ်းတတ္တိတွေရတော့ဘုရင်ကြီးနဲ့စကားရှိခဲ့တာကိုအမှတ်ရတယ်ဒါကြောင့်ဘုရင်ကြီးစီသွားပြီးတော့ငါဂတိပေးခဲ့တာသွားပြီးဂတိစကားကြည်ပြောင်းလုပ်မယ်ဆိုပြီးဘုရင်ကြီးရဲ့မြို့တော်သွားပြီးဥယျာဉ်ထဲနောက်တည်းကျတော့ဘုရင်ကြီးစီသွားဘုရင်ကြီးကမှတ်မိတယ်မှတ်မိတာနဲ့သူတရားဓုတရားမြတ်တွေရတဲ့အကြောင်းနန်းတော်ပင်ဆုံးမစားတဲ့အခါမှာဘုရင်ကြီးကစကားဆိုပြီးပြောရင်အဲ့ဒီမှာကိုတော်တစ်ပါးတဲ့နေတာလားလို့ဆိုဘယ်ကောင်းလဲအဲ့မှာတောင်းကနန်းထီအောင်ရသေးတွေရှိပါတယ်ဟိမန္တာမှာတောင်းကနန်းထီအောင်ရှိအဲ့ဒါဆိုရင်အဲ့ဒီရသေးတွေကိုသူဆုံးကတ်ချင်တယ်ကိုဒီပင့်လို့ရမလားဘုရင်ကြီးကဆုံးကတ်ချင်လို့နန်းတော်ပင့်လို့ရမလားဆိုရှင်မင်းကြီးတဲ့အဲ့ရသေးတွေဟာအစာအာဟာရနဲ့ပတ်သက်ပြီးတော့ကြွကြမှာမဟုတ်ဘူးတဲ့အစာကိုဂရုမစိုက်ကြဘူးတဲ့သူတို့ဟာဇန်တရားနဲ့ပဲပျော်မွေ့နေကြတာတော့ရှင်မင်းကြီးပင့်တဲ့အလှကိုဘယ်သူမှကြွမှာမဟုတ်ဘူးတဲ့တခုဖြစ်နိုင်တာတခုပြောရမယ်ဆိုရင်တော့သေမင်းကြီးကအဲ့ဒီတီတာမြစ်ကမ်းခြေသေမင်းကြီးကိုယ်တိုင်လာပြီးတော့အခွင့်အရေးကိုစောင့်နေမယ်ဆိုရင်အဲ့ဒီမှာဆိုရင်တော့သူပင့်ပေးနိုင်တယ်ပေါ့ဆိုတော့အဲ့ဒီကိုဘယ်လိုလုပ်သွားအဲ့ဒီကိစ္စတော့မပူဝါနဲ့သူစီစဉ်မှမယ်ဆိုပြီးတော့သူတကိုးနဲ့ဘုရင်ကြီးရဲ့နောက်လိုက်နောက်ပါတွေစစ်တီဘိုးပါတွေရောအားလုံးသူ့စွမ်းတကိုးနဲ့မြေကျော်ရှုံပြီးတော့တီတာကမ်းခြေရောက်အောင်ပို့ပေးလိုက်တယ်ဘုရင်ကြီးနဲ့စစ်တပ်ကတီတာကမ်းခြေရောက်သွားပြီရောက်တဲ့ကမှအဲ့ဒီတီတာကမ်းခြေမှာတစ်ခက်တဲနန်းထိုးပြီးတော့ဘုရင်ကြီးကစခန်းချတယ်ဘုရင်ကြီးစခန်းချပြီးတဲ့အခါမှာခုနကပရောဟိတ်ကဖြစ်လာတဲ့ယသိကကြံတဲ့ယသိတွေစီကိုတွားပြီးတော့ရှင်ဘုရားတို့တဲ့ရှင်ဘုရားတို့မျက်မျက်နှိုးနှိုးဆွမ်းလှူခြင်းလို့ဘုရင်မင်းတရားကြီးဟာတီတာကမ်းခြေမှာရောက်ရှိနေပါတယ်ဘုရင်ကြီးကိုချီးမြှောက်သောအဖြစ်ရှင်ဘုရားတို့ကြွပေးကြပါ
ယသိ1000ကိုပင့်တော့အားလုံးကလက်ခံကြတယ်အဝေးသွားမှမဟုတ်တော့လက်ခံကြတယ်အဲ့ဒီမှာမနက်ကြီးထိုးပြီးတော့ယသိ1000ကြွလာတဲ့အခါမှာဘုရင်ကြီးကအလှူဒါနတွေပြုလုပ်တာအဲ့ဒီမှာတွေမဲ့မြို့မပြန်မဲနဲ့နေတာအလှူလှူးနေတာနေ့စဉ်ဆွမ်းကတ်တာနှစ်ပေါင်း1000ကြာသွားတယ်တဲ့အကြာကြီးပဲเนาะတက်တန်းရှိတယ်ကွာအဲ့ဒီမှာတွေမဲ့နေ့စဉ်ဆွမ်းနှစ်ပေါင်း1000ထီအောင်အဲ့ဒီလိုနေထိုင်ခဲ့တဲ့နှစ်ပေါင်း1000ထီအောင်အလှူကြီးလုပ်ခဲ့တာဖြစ်တော်လဲပဲအလှူကြီးလုပ်ခဲ့တယ်ပေါ့သူဟာယသိတွေလိုဇံပင်ညင်ရအောင်မကျင့်ဘူးအဲ့ဒီဘုရင်ကြီးကအဲ့ဒီမှာဒါနကောင်းမှုပဲလုပ်တယ်တည်တဲ့အခါကျတော့တရားပဲဖြစ်တယ်အဲ့ဒါတခြားလူမဟုတ်ဘူးတဲ့နေဗီမင်းကြီးကိုတရားမင်းကပြောတာအဲ့ဒါကျွန်ုပ်တရားမင်းပဲဖြစ်ပါတယ်အဲ့ဒီတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်ဒါနကောင်းမှုပဲလုပ်တယ်အဲ့ဒီဒါနကောင်းမှုကြောင့်ဗြဟ္မပြေဆိုတဲ့ကောင်းကင်ဘုံကိုမရောက်တော့ပဲနဲ့နတ်ဘုံမှာပဲသူဘဝနတ်ဘုံကိုမကျော်နိုင်ပါဘူးသူကိုယ်တိုင်တွေ့ကြုံခဲ့တယ်ဒါကြောင့်မို့လို့ဒါနတဲ့သီလကမြတ်ပါတယ်လို့ဒါနတဲ့ဗြဟ္မစရိယကပိုမြတ်ပါတယ်လို့တရားမင်းကြီးကအဲ့လိုရှင်းပြအဲ့ဒီမှာသူတို့ခေတ်ကဗြဟ္မစရိယဆိုတဲ့အတိုင်းအတာတစ်ခုကဒီမေတုံအမှုကရှောင်ကျင်မှုဆိုတဲ့ရှောင်ကျင်မှုတက်တက်ကလေးကိုဟိနအောက်တန်းကြတဲ့ဗြဟ္မစရိယလို့ခေါ်တယ်အဲ့ဒါနဲ့ဘုရင်ဖြစ်တယ်ဇံပင်ညင်ရောက်လောက်အောင်တမာတိအဆင့်ထိအောင်ရောက်အောင်ကျင့်တဲ့ဗြဟ္မစရိယကတော့နတ်ပြည်ထိအောင်ရောက်တယ်ဇံပင်ညင်ရသွားပြီဆိုလို့ရှိရင်ကောင်းကင်ဘုံလို့ဆိုတဲ့အမြတ်ဆုံးရောက်ပြီကိရိတာကစင်ကြယ်တယ်ကောင်းကင်ဘုံရောက်တယ်လို့သူတို့ဆိုတယ်သာသနာတော်မှာကြတော့အဲ့ဒီဟာဘလို့ခွဲလဲမြတ်စွာဘုရားသာသနာတော်မှာဟိနေနဗြဟ္မစရိယေနဆိုတာဒီယဟန်တန်ဃာတွေဖြစ်စေမြတ်စွာဘုရားရဲ့အဆုံးအမမှာဥပုသ်ဆောင်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်စေရှင်သာမဏေဝဋ္ဌယဟန်ခန္ဓာပဲဖြစ်စေကိုချင်းသီလထိမ့်သိမ်းစောင့်ရှောက်တဲ့အခါမှာဒီသီလကြောင့်နမင်းဖြစ်ရပါလို့ဤလူမင်းဖြစ်ရပါလို့ဤလို့ကာမဂုဏ်အာယုန်တစ်ခုကိုတောင်းတပြီးတော့ကျင့်သုံးတဲ့သီလကိုဟိနလို့ခေါ်တယ်တဲ့နော်ညပြည့်ရောက်ခြင်းလို့သီလဆောင်တယ်ဆိုရင်ဒါဟိနလို့ခေါ်အညံ့စာတဲ့အဲ့လိုမဟုတ်ဘဲနဲ့သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ဇံရအောင်ကျင့်လိုက်ပြီဆိုလို့ရှိရင်အလတ်စားတဲ့ဇံရတာကိုအလတ်စားပဲခေါ်တယ်နော်ဝိပဿနာတရားကျင့်ပြီးတော့မက်ဖို့နိဗ္ဗာန်ရပြီမက်ဖို့ရပြီဆိုတော့မှအမြတ်ဆုံးသီလလို့ခေါ်တယ်ဒါဖရာသာသနာတော်မှာအဲ့ဒါလို့သာသနာ့ဘာမှာတော့ကောင်းကင်ဘုံကအမြင့်ဆုံးဒီကြတော့နိဗ္ဗာန်ဆိုတဲ့ရတ္တမေရတ္တဖို့အဆင့်ကိုရောက်မှအမြတ်စာဗြဟ္မစရိယလို့အဲ့လိုခေါ်တယ်အဲ့လိုဟိနေနဗြဟ္မစရိယေနခတ္တိယေဥပပစ္စတိအညံစာသီလနဲ့ဘယင်ဘဝရနိုင်ပါတယ်မစ္စည်းမေနသတေဝတ္တံအလတ္တနဲ့ဆိုရင်နတ်ဖြစ်နိုင်ပါသေးတယ်ဥတ္တမေနဝိသုစတိအမြင့်မြတ်ဆုံးဗြဟ္မစရိယနဲ့ကတော့တန်တရားကလွတ်နိုင်သည့်အထိအောင်ဖြစ်ပါတယ်လို့ဒီလိုတရားမင်းကြီးကဒီဌာနနဲ့သီလမှာဌာနနဲ့ဗြဟ္မစရိယဒီနှမျိုးမှာဌာနတဲ့ဗြဟ္မစရိယကအကျိုးပိုကြီးပါတယ်ဌာနလေးနဲ့ကာမဘုံဆိုတဲ့ဒီဘုံကိုမကျော်လွှားနိုင်ပါဘူးတဲ့ဗြဟ္မစရိယနဲ့မှကာမဘုံကိုကျော်လွှားပြီးကောင်းကင်ဘုံထိအောင်ဗြဟ္မဖြစ်ချီအောင်ဖြစ်နိုင်တယ်
ဒါကြောင့်မို့လို့သူ့ကိုယ်တွေအရာလည်းပဲနေဗီမင်းကြီးကိုရှင်းလင်းပြီးတော့ပြောလိုက်တယ်အဲ့တော့နေဗီမင်းကြီးကဝမ်းသာလို့သူ့ရဲ့တန်တရားလည်းကင်းသွားတဲ့အခါမှာတရားမင်းကြီးကနှုတ်ဆက်ပြီးပြန်သွားလိုက်တယ်ဒါတရားကပြောသွားတဲ့စကားတွေပဲနေဗီမင်းစီလာပြီးတော့တရားမင်းကပြောသွားတယ်အဲ့ဒါလို့နှုတ်ဆက်စကားပြောပြီးတော့တရားမင်းကြီးပြန်သွားတဲ့အခါမှာနတ်တွေကဝိုင်းပြီးတော့မေးကြတယ်ရှင်တရားမင်းပဲသွားနေတာတော့ခေါင်းကနတ်တပင်အစည်းဝေးအရောက်နောက်ကြတယ်ပဲသွားတာတော့ဆိုခုလိုပဲဒီနေဗီမင်းရဲ့တန်တရားကိုသွားပြီးတော့ရှင်းတယ်လို့ပြောတာအဲ့ဒီမှာလည်းပဲလူပြေမှာနေဗီမင်းကြီးဟာသူကိုယ်တိုင်ဒါနကောင်းမှုပြုလို့ရုံများမကသူများတွေကိုလည်းလှူဖို့တမ်းဖို့တိုက်တွန်းတယ်သူကိုယ်တိုင်သီလဆောင်ရုံများမကကြံတဲ့ပုဂ္ဂိုလ်တွေကိုလည်းသီလဆောင်အောင်နော်ချော့ကြည့်တစ်လက်6ကြည့်တစ်ဖက်သူကချော့တာကြတော့အေးသီလဆောင်တည်လို့ရှိရင်မင်းတို့နတ်ပြည်ရောက်နိုင်တယ်လွယ်လွယ်ကူနတ်စည်းစိမ်နတ်ချမ်းသာခံစားရတယ်နတ်ချမ်းသာဆိုတာလူချမ်းသာနဲ့ဘယ်လိုမှနှိုင်းယှဉ်လို့မရဘူးအဗ္ဗဓမ္မချမ်းသာတဲ့နတ်ချမ်းသာကိုခံစားရတယ်အေးသီလမလုံဘူးဆိုလို့ရှိရင်တော့မင်းတို့အပင်ငရဲကြပြီးငရဲဒုက္ခဘလောက်ကြီးတယ်ဆိုတာနော်အဲ့ဒီမှာဒီမြမစာပေမှာမဂ္ဂဒေဝအလင်္ကာဆိုတဲ့မန္လိဆရာတော်ရေးတဲ့မဂ္ဂဒေဝအလင်္ကာနောက်ပြီးတော့ပြုတ်တွေရေးတဲ့ထဲမှာဘုံကန်းနဲ့မြောက်ငရဲကန်းနဲ့6ဆိုတာအဲ့ဒါနော်ငရဲပြပြီးတော့6တယ်အဲ့တော့ဒါတွေလုံးဝမယ်လုံးရင်ဒီလိုအကျိုးတွေရတယ်ဆိုတာဘုံကန်းနဲ့မြောက်တာငရဲကန်းနဲ့6တာဆိုတာအာဟုသူတွေလုံးရင်ငရဲကြရင်ဒီလိုဒုက္ခရောက်မယ်ဆိုတာတွေနဲ့6အဲ့ဒါကိုပြောကြတယ်ဒီရှေးကပြုတ်တွေကဗျာတွေရေးတဲ့အခါမှာဘုံကန်းနဲ့မြောက်ငရဲကန်းနဲ့6ဆိုတာနော်နေဗီမင်းကြီးကလည်းအဲ့တိုင်ပဲသူ့ရဲ့တိုင်းသူပြည်သားတွေကိုဘုံကန်းနဲ့မြောက်ပြီးငရဲကန်းနဲ့6တဲ့အခါမှာလူတွေဟာဒါနကောင်းမှုပြုကြတယ်သီလတွေကိုစောင့်တည်ကြတယ်ဒါကြောင့်မို့လို့နတ်ပြည်မှာလည်းပဲနေဗီမင်းရဲ့ဂုဏ်သတင်းဟာပြန့်သင်းနေတယ်လူပြည်မှာလည်းပဲနေဗီမင်းကြီးရဲ့ဂုဏ်သတင်းတွေကပြန့်သင်းနေတယ်လို့ဒီလိုဆိုလို့ပေါ့လူပြည်နတ်ပြည်မှာသတင်းကြီးတယ်သူ့ကိုအကြောင်းပြုပြီးတော့ကောင်းမှုတွေပြုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုးချမ်းသာတွေကိုရကြတယ်လို့ဒီလိုဆိုတယ်နော်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မဂ္ဂဒေဝမင်းနဲ့နေမီမင်းတို့ရဲ့အခန်းကဏ္ဍပထမအပိုင်းကိုဒီကနေ့မှတ်သားနိုင်ယူပြီးနောက်ရက်ဒီကြတော့မှဒုတိယပိုင်းနဲ့တတိယပိုင်းကိုဆက်ပြီးတော့ဟောမှာဖြစ်တယ်အေးဒါနနဲ့သီလဒါနနဲ့ဗြဟ္မစရိယဒါနနဲ့ဗြဟ္မစရိယကပို့ပြီးတော့ဆင်မြင်တယ်ဆိုတာကိုမှတ်သားနိုင်ယူကြပြီးမိမိတို့ဘဝမှာဒါနလည်းပဲလုပ်ကြရမှာဖြစ်တယ်သီလလည်းပဲစောင့်တည်ကြရမှာဖြစ်တယ်နှစ်ခုစလုံးဟာကောင်းကျိုးချမ်းသာပေးတာတွေကြီးပဲဖြစ်တယ်ဒီထဲမှာတစ်ခုနဲ့တစ်ခုနှိုင်းယှဉ်လိုက်ဗြဟ္မစရိယဆိုတဲ့သီလကပို့ပြီးတော့အဆင့်မြင့်တယ်ဆိုတာနိုင်ယူမှတ်သားပြီးဒါနသီလကုသိုလ်နှမျိုးအာကျိုးမှန်တဲ့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း